ပြောပေါ့မိခင်တောင်နဲ့အရန်ဝမ်းတာပေါ့နော်ကိုကအများကြီးမပေးရဘဲနဲ့သမီးကသူကသူကြိုးစားတာပေါ့နော်မေအေးကိုတော့သူကမရမှာဆိုလို့အစမပြေမှာဆိုလို့ပြောမပြပေါ့နော်အားကြောင့်အများကြီးဝမ်းတာပါတယ် ရှင်းရတယ်လို့သိရချိန်မှာညီမဝမ်းသာမိပါတယ်အန်ဒီကတော့ဒီ MBU က100ရာခိုင်နှုန်း scholarship ပြရတဲ့ TTU ရဲ့အမေဖြစ်ပါတယ်အန်ဒီရဲ့နာမည်ကတော့ဒေါ်ယူဆိုကနေရာတော့ဒီကိုနိုင်ရပါချင်း MBU ရဲ့ scholarship program ကိုသူမလေးရဲ့တငယ်ချင်းစီကတည်ခဲ့တာပါရှင်သမီးက scholarship ဖြေတာတော့သူကသူဖြေတာပေါ့အန်ဒီကိုပြောမပြဘူးသူပေါ့တော့ဘယ်လိုအောင်မဆိုးလို့ပေါ့စာရလည်းအများကြီးရှာရတယ်လေအားကြောင့်သမီးကအန်ဒီကိုလည်းအိမ်ကူကိစ္စတဲ့ကူညီရဲ့အားကြောင့်သူကသူဖြေတာအန်ဒီကသူဒီ scholarship ရပြီဆိုမှပြီးခဲ့ရခံစားချက်ကတော့ဘယ်လိုပြောပေါ့မိခင်တောင်နဲ့အရန်ဝမ်းတာပေါ့နော်ကိုကအများကြီးမပေးရဘဲနဲ့သမီးကသူကသူကြိုးစားတာပေါ့နော်မေအေးကိုတော့သူကမရမှာဆိုလို့အစမပြေမှာဆိုလို့ပြောမပြပေါ့နော်အားကြောင့်အများကြီးဝမ်းသာပါတယ်အများကြီးထောက်ကူဖြစ်ပါတယ်ဘာလို့ဆိုအန်ဒီကပေါ့နော်ဒီလိုစင်ငယ်မသားတယောက်အနေနဲ့သမီးကိုတယောက်တည်းဒီလိုမျိုးထားဖို့ကမနိုင်ဘူးလေဒီကနေ100ရာခိုင်နှုန်းအပြည့်ရတော့အန်ဒီပြောကအများကြီးထောက်ပံ့ဖြစ်တာပေါ့နော်သမီးကတော့သူကစာပဲလုပ်တယ်အရင်ကတည်းကမှသူကစာပဲပေါ့နော်ဘဲမှလည်းတိတ်သွားပြီဒီဖုန်းတွေလက်တော့တွေတိုင်းကြတယ်သူကစာပဲလုပ်တော့လေကိုကရိုးဒီလိုတောင်းစာပဲလုပ်တယ်ထင်တာပေါ့နော်အန်ဒီကသူကတော်တော်ကိုကျိုးရိုးစားစားနဲ့ကိုတန်းငယ်ကျွတ်ရှာဖွေပြီးတော့လေသူအဲ့လိုအများကြီးကြိုးစားတယ်ပေါ့နော်အားကြောင့်အန်ဒီကဘေးကနေတော့ကိုတက်နိုင်တယ်တော့ထောက်ပံ့ပြီးရဲ့လေသူသမီးကအမေသမီးကြီးဟာလှုပ်ချင်တယ်ဒါလေးတော့လိုတယ်ပေါ့နော်အမေတက်နိုင်ရင်ဝယ်ပေးဦးပေါ့နော်အဲ့လိုမျိုးသူကအကြီးရောမပူစားဘူးကိုမိဘတက်နိုင်တဲ့ဟာလေးတော့ပူစားပေါ့နော်သူ့ပင်ကိုကြိုက်တော့ပြောမှဆိုအဲ့လိုလေးပေါ့ဟိုဒီ scholarship အခွင့်အလမ်းရှင်ပေါ့ဖြေဖို့ပေါ့နော်ဘေးကနေပြီးတော့ကိုတက်နိုင်တဲ့လောက်ထောက်ပံ့ပေးပြီးကိုသားသမီးကိုအားပေးစေချင်တယ်ပေါ့နော်ပို့ပြီးတော့မြင်မာတဲ့ဘဝတွေကိုရောက်သွားအောင်ပေါ့နော်အဲ့လိုမျိုး MBUD ပေါ့နော်ဒီ scholarship အဖွဲ့အစည်းရော MBU ကကျောင်းကဆရာမတွေအကုန်လုံးတော့အများကြီးကျေးဇူးတင်ပါတယ်ညီမကတော့မသိဘူးဖြစ်ပါတယ် MBU International College မှာ GED Batch 1ကို Full Scholarship နဲ့တက်ရောက်နေပါတယ် MBU Scholarship ကိုကျွန်တော်တရားဆက်ပြီးရမယ်ဆိုတော့ဒီမှာရဲ့အတိအကျက Business MBU မှာ Business ပိုင်းမှာတက်နေရပါဒီကနေပြီးတော့ Business Scholarship Program တွေကိုနှိပ်စက်ပေးခဲ့ပြီးတော့ဒီမှာကလည်း MBU Facebook page ကို explore လုပ်တာလည်းပါတယ်ပေါ့နော်အဲ့ရနေမှာဒီ GED ကိုကျွန်တော်တွေ့ခဲ့တယ်ပြီးမှ GED ကscholarship program ပေးရရှိရဆိုတာကိုညီမသိခဲ့ပါတယ်။ကျောင်းမှာ activities တွေအများကြီးရှိတဲ့အပြင်ကျောင်း campus ကလည်း facility ဆောင်ပါတယ်ပြီးတော့ MBU ကနိုင်ငံကျောင်းတွေနဲ့ပါချိတ်ဆက်ထားတာကြောင့်မလို့ညီမရွေးချယ်ခဲ့ရဖြစ်ပါတယ်။ညီမအနေနဲ့ GED Full Scholarship ရခဲ့တဲ့အတွက် MBU ရဲ့ CEO နဲ့ founder ဖြစ်သူဆရာအားကကျော် VND နဲ့ HOD တို့ကိုပါကျေးဇူးတင်ပြီးပြောချင်ပါတယ်။ Full Scholarship ရဖို့ကြိုးစားခဲ့တဲ့ progress မှာခက်ခဲတော့သိရှိခဲ့ပေမဲ့ stress တော့လည်းဖြစ်နေပါတယ်ဒီမှာက GED program ကို Full Scholarship ရှောက်တာဆိုတော့stress တော့လည်းဖြစ်ခဲ့တယ် Full Scholarship ရရလို့သိရချိန်မှာညီမဝမ်းသာမိပါတယ်MBU ကနိုင်ငံခြားကျောင်းတွေနဲ့ချိတ်ဆက်ထားပြီးတော့ဆက်ပြီးရမှုပိုင်းမှာလည်းမမေ့တော့ရောက်ဖြစ်တာကြောင့်မို့ညီမ GED ပြင်လာပြီးမှဆက်လက်တက်ရောက်နေဖို့စီစဉ်ထားပါတယ်MBU ကိုရွေးချယ်ခဲ့ခြင်းကညီမရဲ့ပညာရေးလမ်းကြောင်းအတွက်အမှန်တရားဆုံးဖြတ်ချက်တစ်ခုလို့ညီမပြောလို့ရပါတယ်ကျောင်းမှာကတလားတစ်ခါစဉ်းစားတဲ့အပြင်အချိန်ကြီးရှိကြမှုလို့ကျောင်းသားအပြင်ညီမအခြားသောဝါသနာပါတဲ့အရာတွေပါညီမလေးလာပညာခဲ့ပါတယ်သင်ကြားမှုပိုင်းမှာဆရာမတွေကတန်းချင်ပြီးတော့စိတ်လည်းရှိပါတယ်။ကျောင်းတက်သွားရင်လည်း recording တွေတင်ကြည့်လို့ရတဲ့အတွက်ကြောင့်မို့လို့စာမလိုက်နိုင်ဘူးပြောပါဘူး။ additional class တွေနဲ့ICT နဲ့ English class ကိုလည်း free တင်ပေးပါတယ်။ hybrid classroom ဖြစ်တဲ့အတွက်ကြောင့်မို့လို့ online campus ဖိတ်တိုက်နိုင်ဖို့ရွှေ့လို့ရပါတယ်။ GED join လို့သင်ကြားမှုပိုင်းမှာကောင်းတဲ့အကြောင်းတရားကိုရှာနေတော့ညီမအနေနဲ့ MBU ကိုလည်း recommend ပေးရပါရှင်။ ICT နဲ့ English class ကိုလည်း free တင်ပေးပါတယ်။ hybrid classroom ဖြစ်တဲ့အတွက်ကြောင့်မို့လို့ online campus ဖိတ်တိုက်နိုင်ဖို့ရွှေ့လို့ရပါတယ်။
GED join လို့တင်ကြားမှုပိုင်းမှာကောင်းတဲ့အကြောင်းတရားကိုရှာနေတော့ညီမအနေနဲ့ LBU ကိုလည်း recommend ပေးပါရစေရှင်